ကောင်းစင်ပါဒီ generator 2မှာကျွန်တော်ဘာတွေပြောမလဲဆိုရင် attribute command တွေပေါ့နော်ဒီ command line ထဲမှာသုံးတဲ့ attribute command တွေ file တွေဘယ်လိုပေါ်မလဲပြီး file တွေဘယ်လိုပြန်ဖြောက်မလဲဆိုတဲ့ chart လေးကိုကျွန်တော်ပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောဖို့အတွက်ကဥပမာဆိုပါလို့အခုကျွန်တော်တို့ my computer နဲ့ကျွန်တော် stick ကိုကျွန်တော် computer မှာကျွန်တော်တက်လိုက်ပါမယ်ဒီ stick မှာကကျွန်တော် stick name နာမည်က user နေဖြစ်ပါတယ်သူရဲ့ drive column က f ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ stick ကိုကျွန်တော်တစ်ချက်ဖွင့်ကြည့်အောင်ဖွင့်ကြည့်တဲ့အခါမှာကျွန်တော်တို့ကပုံdata က2 file ပဲရှိတယ်ဗျ Android IBCam ဆိုတဲ့ဥစ္စာရဲ့နောက်တစ်ခါ RT system ဆိုတဲ့ဥစ္စာရဲ့2 file ပဲရှိတယ်ဒါပေမဲ့တကယ်တမ်းကကျွန်တော်တို့ကဒီ2 file ပြင်ဘာ file တွေရှိတယ်လဲဆိုတော့ကျွန်တော်တို့ command line နဲ့တစ်ချက်ကြည့်အောင်အဓိကဒီ virus ဝင်လာတယ်ဆိုရင် stick ထဲမှာ virus ကသူကဘယ်တော့မှvirus ပါဆိုပြီးတော့သူကဘယ်တော့မှအဲ့လိုပေါ်တင်နေမပြဘူးလေအဲ့တော့သူကအမြဲတမ်း hidden file နေနဲ့ပဲနေပါအဲ့တော့ကျွန်တော်တို့ကဘယ်ကနေသွားမလဲဆိုရင် brand တွေကနေ cmd လို့ရိုက်လိုက်မယ်ပြီးတော့ကျွန်တော်တို့က Holy drive flatter ကိုရိုက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ drive flatter ရိုက်မယ် f colon ဆိုပြီးတော့ enter ခေါက်လိုက်ပါမယ်ဒါဆိုရင်သူက f location နဲ့ကို memory stick location နဲ့ကိုရောက်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ memory stick location နဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တို့က file တွေကိုပေါ်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ dir လို့ရိုက်လိုက်ပြီး enter ခေါက်လိုက်ပြီdir လို့ရိုက်ပြီး enter ခေါက်လိုက်တဲ့အခါကျရင်သူကဘာရှိတယ်လဲဆိုရင် directory ဆိုရင်သူက folder ဆိုရင်သူက dir နဲ့ပြတယ် file ဆိုရင်သူက ဟောဒီမှာ extension ဘာမှဘယ် description မှမပြဘဲနဲ့သူကအနောက်မှာ extension နဲ့သူ file type ကိုပေါ်ပြပေးတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာနှစ်ခုပဲရှိတယ်RTE system ရဲ့နောက်တစ်ခါ Android IBCam ဆိုတဲ့ဥစ္စာရဲ့ဒီမှာကတော့သူရဲ့ totally file size အဓိက file size ကိုအပြင်မှာပေါ်နေတဲ့ file size ကိုပဲသူကပေါ်ပြပေးတာအဲ့တော့ကျွန်တော်တို့က hidden ဖြစ်နေတဲ့ file တွေတစ်ချက်ကြည့်အောင်ဆိုတော့ကျွန်တော်တို့ခုနအတိုင်းပဲ dir ရိုက်လိုက်တယ်ပြီးတော့ရင် space /ah ဆိုပြီးတော့ရိုက်လိုက်ပြီး enter ခေါက်လိုက်ပါမယ်ဒါဆိုရင်ခုနကတော့က dir နဲ့ကျွန်တော်တို့ဟောဒီ dir command နဲ့ရိုက်တော့ကကျွန်တော်တို့က file နှစ်ခုပဲသူကပေါ်ပြပေးတယ်အခု dir space /ah ဆိုတဲ့အခါကျတော့သူက auto run file ပါတယ်နောက်က vps file ရှိတယ် red file ရှိတယ် exe file ရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီ file တွေကိုပေါ်အောင်အဲ့တော့ဒါပေမဲ့ virus ဟုတ်မဟုတ်ဆိုတာဒါကိုယ့်ရဲ့အတွေ့ကိုဘယ်လိုပြောမလို့ကြုံနေကြအတွေ့အကြုံမှမဟုတ်ဒီလေဗျအဲ့တော့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ virus ကိုတတ်မှတ်မလားမတတ်မှတ်ဘူးလားဒါပေမဲ့တတ်မှတ်ကျွန်တော်တို့ကအရင်လို့ဒီ file ကိုဖော်ရမယ်အဲ့တော့ဖော်ရမယ်ဆိုတော့ attib space -s -h -r ပြီးရင် au tab enter okay ဒါဆိုရင်ဒီဘက်ချမ်းမှာလည်းသူက auto run file ကိုပေါ်လာပါပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်ပြီးတော့ကြံသေးတယ် hori boom.bbs ဆိုတဲ့ file ကိုကျွန်တော်တို့ထပ်ပေါ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ attribute command ကိုပဲထပ်သုံးမယ် attib space -s -h -r bo okay ဒီမှာလဲ boom.bbs ဆိုတဲ့ဥစ္စာပေါ်လာပြီဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့က bat file နဲ့ exe file နှစ်ခုရှိသေးတယ်အဲ့တော့ဒါကအခု attib space -s -h -r and chr okay ဒီမှာ chrome.pad ဆိုတဲ့ hidden file နဲ့ပေါ်လာပြီဖြစ်ပါတယ်နောက်တစ်ခု attib space chr exe shortcut link okay အဲ့တော့ကျွန်တော်တို့ကဟောဒီနေရာမှာကျွန်တော်တို့ကခုနကကျွန်တော်တို့ပုံမှန်ကြည့်တော့ file က2 file ပဲပေါ့နော် Android IBCam ရဲ့ RT system ဆိုတဲ့ file 2 file ရဲ့အခုတခါ attribute လည်းလုပ်တော့ဘာတွေထပ်ပေါ်လာလဲဆိုရင် file 4 file ထပ်ပေါ်လာတယ်အဲ့တော့ကျွန်တော်တို့ဒီ file 4 file ကိုကျွန်တော်တို့ဖြတ်ရမယ်ဖြတ်မယ်ဆိုတော့ကျွန်တော်တို့က file တွေကိုဖြတ်မယ်ပထမ tutorial 1မှာတော့ကျွန်တော်တို့ file folder တွေကို directory တွေဖြတ်တဲ့ခါကျရင် RD နဲ့သွားတယ်အခုဒီမှာ file တွေဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာကိုသုံးမလဲဆိုရင် DEL key ကိုသုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ keyboard ကနေ DEL space
audyun.inf space /s/f/a အဲ့တော့ကျွန်တော်တို့ select ဒီရကတော့သူက file တွေကိုဖြတ်တဲ့အခါမှာဒီရ key ကိုသုံးတယ်ပြီးရင် space မိမိဖြတ်ချင်တဲ့ file name ကိုရိုက်တယ်ပြီးတော့လည်း space ခံတယ်ပြီးရင် /s/f/a အဲ့တော့ /s ဆိုတော့ပါလဲဆိုရင်သူက system ထဲမှာ tree ပုံစံနဲ့အလုပ်လုပ်နေတဲ့တခြား process တွေမှာလည်းသူကသွား run နေတဲ့အခါမျိုးကြိုင်ကျွန်တော်တို့တာမန်ဒီရနဲ့ဖြတ်တဲ့အခါကျရင်ဖြတ်လို့မရဘူးဗျအဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုရင် /s system အတွက်ကိုသူက permission ပေးလိုက်တယ် okay main system ဘိုင်းထဲမှာလုပ်နေတဲ့ဥစ္စာကိုလည်းဖြတ်လို့ရတယ် okay /f ဆိုတာကသူက force ပုံမျိုးတွန်းပေးတာဖြစ်ပါတယ်အဲ့တော့ /a ဆိုတာကသူက achieve file လေးပေါ့နော်ဥပမာတခြား file တွေမှာသွားညှိနေတာတွေပါအဲ့လိုခါမျိုးတွေအတွက်ကိုလည်းသူက permission ပေးလိုက်တဲ့သူအဲ့တော့ကျွန်တော်တို့ enter ခေါက်လိုက်ပါမယ်ဒါဆိုရင် ဟောဒီနေရာမှာ deleted file ဆိုပြီးတော့သူက message ပြ reply ပြန်လို့ပဲဟောဒီထဲမှာလည်းကျွန်တော်တို့ auto run file ဆိုတာမရှိတော့ပါဘူးအဲ့တော့တခြား file တွေပဲကျွန်တော်တို့အဲ့လိုဖြည့်ရအောင်အဲ့တော့ des space boom.pps space /s/f/a okay ဒါဆိုရင် boom.pps ကလည်းဒီမှာမရှိတော့ပါဘူးအဲ့တော့နှစ်ခုကျန်သေးတယ်ကျွန်တော်တို့ chrome.pad/s/f/a okay ညာဘက်ချမ်းမှာ chrome.pad ဆိုတာလည်းမရှိတော့ပါဘူးနောက်တစ်ခုထပ်ဖြည့်အောင် chrome.exe shortcut link ဆိုတဲ့ဥစ္စာကို okay အဲ့တော့ကျွန်တော်တို့ကဒီနည်းနဲ့ကျွန်တော်တို့ file တွေကိုဖြတ်တယ် file တွေကိုပြန်ပေါ်ခြင်းတာမန်ရိုးရိုး dir သုံးနေဆိုရင်ကျွန်တော်တို့က directory တွေကိုပုံမှန်တိုင်းပဲပေါ်ပြပေးတယ် hidden file တွေကိုမပေါ်ပြပေးဘူးအဲ့တော့ကျွန်တော်တို့ dir space /a လို့ရေးလိုက်ပြီဆိုရင်ဘယ်လောက်ပဲ hidden လောက်ထားအကုန်ပေါ်တယ်ခင်ဗျအဲ့တော့ဒါက dir နဲ့ပတ်သက်ပြီးတော့ attribute ပေါ်မယ်ဖြတ်မယ်ဆိုတဲ့ command ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ attribute ကြောင့်ပြောရအောင် attribute ဆိုတာကကျွန်တော်တို့ဒီဗမာလိုပြန်ပြောရတော့နည်းနည်းခက်တယ်ဗျ attribute လုပ်တယ်လို့ခေါ်တယ်အဲ့တော့ attribute ရဲ့အနောက်မှာဘာ command နေလဲဆိုရင်ကျွန်တော်တို့က -add space -s -h -r okay SHR ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့က system root အတွက်ကို S ကိုပေါ်ပြပြီးတော့ hidden လောက်ထားတဲ့ file တွေအတွက်ကိုသူက H ကိုပေါ်ပြတယ် achieve file တွေအတွက်ကိုသူက R ကိုပေါ်ပြတယ်အဲ့တော့ကျွန်တော်တို့ကအဲ့မှာ minus ဘာကြောင့်ရရတယ် minus ဆိုတာသူက negative ပုံစံမျိုးပြန်ပေါ်ပြခြင်းတဲ့အတွက်ကြောင့်မလို့ minus ရိုက်တယ်အဲ့တော့ကျွန်တော်တို့ကဥမာကျွန်တော်ကRTE file system ဆိုတဲ့ဥစ္စာလေးကိုအခုဒီအမြင်မှာကျွန်တော်တို့က hidden မဖြစ်ဘူးတစ်ချက်ကြည့်ထားမယ်နော်အဲ့တော့ကျွန်တော် RTE file system ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့တစ်ချက် hidden command line နဲ့နေပြီးတော့ hidden လောက်အောင်အဲ့တော့ကျွန်တော်တို့ addrb space +s space +h space plus ပြီးရင် RTE system.docx ဆိုပြီးကျွန်တော်တို့ enter ခေါက်လိုက်ပါမယ်ဒါဆိုရင်ညဘက်ချမ်းမှာကျွန်တော်တို့ကအဲ့ file က hidden ဖြစ်သွားပြီပြန်ပေါ်ခြင်းလဲဆိုရင် addrb space -s -h -rte enter ခေါက်လိုက်ရင်သူကအဲ့ file ကပြန်ပေါ်လာမှာဖြစ်ပါတယ်attribute မှာကျွန်တော်တို့ minus နဲ့ plus ကပါလဲဆိုရင် minus ဆိုရင် negative ပုံစံကို command ပေးတယ် plus ဆိုရင် positive ပုံစံကို command ပေးတယ်ကဲဒီနေ့တော့ tutorial 2မှာကျွန်တော်ဒီလောက်ပဲပေါ်ပြပေးပါမယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ